အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ဗီဒီယိုလေးမှာတော့စင်ကာပူနိုင်ငံရဲ့အမောင်ဘတ်ချန်နဲ့စင်ကာပူသမိုင်းကြောင်းကိုအတက်နိုင်ကိုလိုရင်းတူရှင်ပြပြပေးသွားမှာဖြစ်ပါတယ်စင်ကာပူကိုတော့အာရှရဲ့ရွှေမြို့တော်လို့ကမ္ဘာသိကြပါတယ်ဒါပေမဲ့ဒီမြို့တော်ရဲ့တောက်ပနေတဲ့မီးများရဲ့နောက်ွယ်မှာလူငယ်တွေရဲ့ငိုကြွေးတန်တွေတက်ကြီးရွယ်အိုတွေရဲ့စိတ်ဖိစီးမှုတွေအချို့နိုင်ငံခြားကုမ္ပဏီတွေရဲ့စွန့်ခွာမှုတွေကလည်းရှိနေပါတယ်ဒီဗီဒီယိုကနေမိတ်ဆွေတို့အမြင်ကိုဖုံးကွယ်ထားတဲ့အရာတွေကိုချိုးဖျက်ပြီးနောက်ွယ်ကအမှန်တရားတွေကိုပြပြပေးသွားပါမယ်စင်ကာပူနိုင်ငံဆိုတာအားလုံးသိထားတဲ့အတိုင်းအာရှမှာအောင်မြင်မှုရဲ့စံပြပုံစံဖြစ်ပါတယ်။ဒါပေမဲ့ဒီအောင်မြင်မှုရဲ့နောက်ွယ်မှာလူအဖွဲ့အစည်းရဲ့နာကျင်မှုတွေစိတ်ဖိစီးမှုတွေကလည်းရှိနေပါတယ်။စင်ကာပူနိုင်ငံရဲ့အကျယ်ဝန်းဟာ935 စတုရန်းကီလိုမီတာသာရှိပါတယ်။ဒါဟာရန်ကုန်မြို့ထက်အနည်းငယ်သာကြီးတဲ့ပမာဏပါ။ရန်ကုန်တိုင်းနဲ့ရှင်မယ်ဆိုရင်14ဆလောက်ပို၍သေးငယ်ပါတယ်။ဘာလို့လဲဆိုတော့ရန်ကုန်တိုင်းရဲ့အကျယ်ဝန်းဟာ1289 စတုရန်းကီလိုမီတာရှိပါတယ်စင်ကာပူနိုင်ငံဆိုတာကမ္ဘာအငယ်ဆုံးနိုင်ငံတွေကတစ်ခုဖြစ်ပြီးအာရှတိုက်ရဲ့တိုးတက်နေတဲ့ရွာလေးပါပဲဒါပေမဲ့ဒီရွာလေးကအာရှတိုက်မှာအချမ်းသာဆုံးကမ္ဘာအချမ်းသာဆုံးစီးရင်ဝင်နိုင်ငံတဦးချင်းစီရဲ့ GDP မှာဆိုရင်လည်းကမ္ဘာအမြင့်ဆုံးစင်ကာပူနိုင်ငံရဲ့ passport ဆိုတာလည်းကမ္ဘာရဲ့အခိုင်အမာဆုံးငွေကြေးဆိုတာလည်းအာရှမှာအခိုင်အမာဆုံးဥပဒေလမ်းမှုဟာလည်းကမ္ဘာအကောင်းဆုံးနေရာတစ်ခုဖြစ်တယ်ဒါပေမဲ့ဒီနိုင်ငံကိုမီနိုင်သေးလားဆိုတဲ့မေးခွန်းတွေကလည်းရှိနေပါတယ်ကျွန်တော်တို့နိုင်ငံရဲ့တဘာဝတယံဇာတနဲ့ရင်းမြစ်အခင်းကျင်းနဲ့ဆိုရင်စင်ကာပူကိုကျော်ဖို့ဆိုတာအချိန်တစ်ခုနဲ့ခေါင်းဆောင်ကောင်းနေတာလိုအပ်ပါတယ်။ဒါဆိုရင်စင်ကာပူနိုင်ငံရဲ့တမိုင်းကြောင်းကိုနည်းနည်းလေးပြန်ကြည့်အောင်1819ခုနှစ်မှာစာစကားခေါ်တော်ဖရာဒီကျွန်းကိုတွေ့ရှိခဲ့ဗြိတိရှအရှေ့အိန္ဒိယကုမ္ပဏီအစားထိုးကုန်သွယ်ရေးစခန်းအဖြစ်စတင်တည်ဆောက်ခဲ့တယ်။မာလာဂါရေလက်ကြားတွင်တည်ရှိပြီးအာရှနဲ့ဥရောပကုန်သွယ်ရေးလမ်းကြောင်းကြီးအချက်ချကြတဲ့နေရာအဲ့ဒီအချိန်ဟာကိုလိုနီရဲ့အုပ်ချုပ်မှုအောက်မှာရှိခဲ့တာစင်ကာပူနိုင်ငံကိုတည်ထောင်မဲ့လီမန်ယူကကလေးပဲရှိပါသေးတယ်အဲ့ဒီအချိန်ကအင်္ဂလိပ်တွေရဲ့နီးစနစ်ကြမှုတွေအတွေးခေါ်တွေကိုအားချခဲ့တယ်ကမ္ဘာကိုအုပ်ချုပ်နေတဲ့လူတွေဟာဒါမျိုးတွေပါလားဆိုတာလီမန်ယူကသိရှိခဲ့တယ်ဒါကြောင့်အင်္ဂလိပ်စာကိုလုံးဝကျွမ်းကျင်အောင်သင်ယူခဲ့ပါတယ်1940ခုနှစ်မှာတော့ဂျပန်တွေကစင်ကာပူနိုင်ငံကိုသိမ်းယူနိုင်ခဲ့ပါတယ်အင်္ဂလိပ်တွေကထွက်ပြေးအဆုတ်ခါပြီးဂျပန်တွေရဲ့အုပ်ချုပ်မှုအောက်ကိုရောက်ရှိခဲ့ပါတယ်1945ခုနှစ်မှာဟီရိုရှီးမားနဲ့နာဂါဆာကီကိုအမေရိကန်တွေကပုံချပြီးဒုတိယကမ္ဘာစစ်ကိုအဆုံးသတ်စေခဲ့ပါတယ်။ထို့နောက်ဂျပန်တွေကဆစ်ရှုံးပြီးဒုတိယကမ္ဘာစစ်အပြီးမှာကိုလိုနီတွေပြန်လည်အုပ်ချုပ်ခဲ့ပါတယ်။1946ခုနှစ်မှာတော့တီတန့်ကိုလိုနီနယ်ဖြစ်ရပ်တည်ပြီး1963မှာတော့လွတ်လပ်ရေးကိုကြေညာခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲ1964မှာမလေးရှားနိုင်ငံ၏ဖယ်ထုတ်ခြင်းကိုခံခဲ့ရအဲဒီအချိန်တုန်းကရေကိုမလေးရှားကနေမိကိုခဲ့ရပါတယ်ပင်လယ်မင်းတက်မှုနဲ့သဘာဝဘေးအန္တရာယ်ကြုံလာရင်အချိန်မရွေးနစ်မြုပ်သွားနိုင်တဲ့ကျွန်းပါလက်ရှိအချိန်မှာလည်းသဘာဝအရင်းမြစ်နဲ့ပတ်သက်ရင်ရေရဲ့60%ကိုမလေးရှားကနေမိကိုရပါတယ်သဘာဝဓာတ်ငွေ့ရဲ့100%ကိုနိုင်ငံခြားကနေတင်သွင်းရပါတယ်ဒုနဲ့ပစ္စည်းလုံးဝမရှိတဲ့အတွက်အဆအဆရရဈေးကြီးပါတယ်ဒါကြောင့်တချို့ကစင်ကာပူနိုင်ငံဟာမြို့ပြတစ်ခုသာဖြစ်တယ်လို့ဆိုကြပါတယ်ဒါပေမဲ့စင်ကာပူနိုင်ငံရဲ့ရေနံစိမ်းချက်လုပ်မှုလုပ်ငန်းဟာကမ္ဘာအကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်1965ခုနှစ်မှာလီကွမ်ယူကိုစင်ကာပူနိုင်ငံ၏ပထမဆုံးဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။ရေတောင်မရှိတဲ့ကျွန်းလေးကနေကမ္ဘာထိပ်ဆုံးနိုင်ငံတွေကတစ်ခုဖြစ်အောင်ခြေခံကနေစပြီးစနစ်တကျပြန်လည်တည်ထောင်ခဲ့တာ။ဒီအကြောင်းကိုတော့ကျွန်တော်အသေးစိတ်ရှင်းမပြတော့ပါဘူး။လက်ရှိစင်ကာပူစိတ်ကမ်းဆိုရင်လည်းကမ္ဘာကုန်စည်ရဲ့20%လောက်ကိုစီးဆင်းပါတယ်။ချန်ကီလေဆိပ်ဟာဆိုရင်လည်းကမ္ဘာအကောင်းဆုံးတွေကလေဆိပ်တစ်ခုဖြစ်ပြီးတော့အာရှ၊ဥရောပ၊ဩစတြေးလျနဲ့အမေရိကတို့ကြားကမဟာဗျူဟာကျသောလေကြောင်းလမ်းပေါ်တွင်ရှိတဲ့အတွက်ကုန်စည်များကိုလင်းမြန်စွာဖြန့်ဖြူးနိုင်ပါတယ်။ဒါလို့ဆိုရင်တော့စင်ကာပူနိုင်ငံရဲ့အကြောင်းကိုအကြံဉာဏ်နားလည်လောက်မယ်လို့ထင်ပါတယ်။ဒါဆိုရင်စင်ကာပူနိုင်ငံရဲ့နောက်ွယ်မှာတကယ်လက်တွေ့ဘဝကိုကျွန်တော်တို့သွားကြည့်ကြည့်အောင်။စင်ကာပူက2050လောက်မှာနေတာဆိုတဲ့ဂျင်းတွေကိုလည်းကျွန်တော်တို့မေ့ပြလိုက်ပါ။အစိုးရကပညာရေးကိုဘယ်လောက်ပဲထောက်ပံ့နေပြောလက်ရှိမှာတော့လုံးဝအခါမဟုတ်ပါဘူး။ဥပမာနိုင်ငံသားတွေကဒေါ်လာ3000လောက်ကုန်မယ်ဆိုရင်သူ့လူမျိုးတွေကဒေါ်လာ8000လောက်တော့ကုန်ပါတယ်။ဝယ်ရပြီးရင်လုံတန်းရနိုင်လားဆိုတော့မရပါဘူး။25%သောလူငယ်တွေကဘွဲနဲ့မကန့်ညီတဲ့အချိန်ပိုင်းလုပ်တွေကိုသာလှုပ်ဆောင်နေရတယ်။နောက်ပြီးတော့စင်ကာပူနိုင်ငံရဲ့ဝါလိုက်ကလုံးဝကိုပဲလည်မရှိပါဘူး။ဒါကြောင့်စင်ကာပူနိုင်ငံသားတွေကဥရောပကိုပြောင်းရွှေ့နေထိုင်မှုကတဖြည်းဖြည်းပို၍များလာပါတယ်။ရုံပိုင်းတွေမှာတရက်ကို8နာရီလောက်ဆိုပေမဲ့နိုင်ငံသားအလုပ်သမားတွေအနေနဲ့ကတရက်ကို12နာရီထက်လုပ်ရပြီးဒေါ်လာ1000ကနေ2000ကျရဖို့အသေးအလဲစူးစမ်းနေရတာ။ဒီထက်ဆိုတဲ့အခြေအနေတွေလည်းရှိသလိုအဆင်ပြေတဲ့လူတွေလည်းရှိပါတယ်။ဒါတွေကိုလက်ခံနိုင်နေဆိုရင်တော့ခင်ဗျစင်ကာပူနိုင်ငံကိုသွားလို့ရပါတယ်။တကယ်လို့ခင်ဗျဟိုမှာမကျင်တဲ့ဥဆိုရင်တော့သူတို့ကတခွင်းနဲ့ပဲပြောမှာပါ။ You go home ဆိုပြီးခင်ဗျရဲ့ agent ကဒေါ်လာ9000ကနေ6000ကျအကုန်လုံးပလုံသွားမှာဖြစ်ပါတယ်။
နောက်တစ်ခုအနေနဲ့ကနေထိုင်မှုစရိတ်ကြီးမှုပါစင်ကာပူနိုင်ငံရဲ့ပြည့်မြအိမ်ကန်းစရိတ်ကဒေါ်လာ 1.4 မီလီယံအထက်မှာရှိပါတယ်ဒါဟာကမ္ဘာစရိတ်ကြီးဆုံးပါလူငယ်တွေအနေနဲ့အိမ်ပိုင်ရမှုဆိုတာတော်တော်လေးခက်ခဲပါတယ်နိုင်ငံခြားသားအလုပ်သမားတွေအနေနဲ့ကကြောတခင်းစာရဖို့ဒေါ်လာ400ကနေ900ဝန်းကျင်မှာရှိပါတယ်ဒါဟာတချို့အာရှနိုင်ငံတွေမှာဆိုရင်ကွင်တိုကောင်းကောင်းတော့ငှားနေလို့ရပါတယ်စင်ကာပူနိုင်ငံကအရန်ကျင်းတဲ့အတွက်ခင်ဗျားတို့ဝါသနာပါတဲ့ခင်ဗျားတို့နဲ့ကန့်ညီတဲ့အလုပ်တွေကိုမပေးနိုင်ပါဘူးခင်ဗျားတို့ကလူသားရင်းမြစ်တက်လှုပ်ချခံမှာဖြစ်ပါတယ်မိတ်ဆွေကအင်္ဂလိပ်ဘာသာစကားနဲ့တရုတ်ဘာသာစကားကိုမှု့နေအောင်တတ်မယ်ဆိုရင်တော့လောက်ကိုက်ခွင့်လန်းပိုပြီးများပါတယ်ဒါပေမဲ့အရန်ကြီးတော့မမျှော်လင့်ပါနဲ့နောက်ဆုံးချက်အနေနဲ့ကမွေးဖွားမှုနှုန်းကျဆင်းတာဖြစ်ပါတယ်2024ရဲ့စစ်တမ်းကောက်ယူမှုအရမိသားစုတစ်ခုမှာမွေးဖွားနှုန်းက 0.7 ရာခိုင်နှုန်းသာရှိပါတယ်ဒါဟာစီးပွားရေးဖိအားကြောင့်ဖြစ်နိုင်ကြလို့နေထိုင်မှုစရိတ်ကြီးတာနေတဲ့သက်ဆိုင်ပါစင်ကာပူနိုင်ငံရဲ့ baby bonus ဆိုတဲ့မူဝါဒကလည်းဒါကိုမဖြေရှင်းနိုင်ခဲ့ပါဘူးစင်ကာပူနိုင်ငံလူဦးရေရဲ့45ရာခိုင်နှုန်းကတက်ကြီးရွယ်ဦးနဲ့ကလေးမရှိတဲ့ဇနီးမောင်နှံတွေသာဖြစ်ကြပါတယ်နောက်ပြီးအသက်65နှစ်အထက်တက်ကြီးရွယ်ဦးများရဲ့3ပုံ2ပုံဟာထိကျန်မှုစိတ်ဖိစီးမှုနဲ့စိတ်ဝေဒနာကိုခံစားနေရပါတယ်2030မှာတော့တက်ကြီးရွယ်ဦးလူဦးရေဟာပုံမတိုးပွားလာနိုင်ပြီးကျန်းမာရေးပြဿနာများလည်းကြုံတွေ့ရနိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ကြပါမိတ်ဆွေတို့ရဲ့အမြင်ကို comment မှာဆွေးနွေးနိုင်ပါတယ်ကျွန်တော်ရဲ့လိုအပ်ချက်တွေကိုလည်းအကြံပေးနိုင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်